ယခုလိုနီးပညာခေတ်ကြီးထဲမှာကျွန်တော်တို့အားလုံး ATM ငွေထုတ်ဆက်ကြီးတွေနဲ့မစိမ့်ကြပါဘူး။ဒါဆိုဘဏ်ကတ်ကခက်ရှိရုံနဲ့စက်ထဲကနေအလွယ်တကူငွေထုတ်ယူနိုင်တဲ့ဖြစ်စဉ်ကဘလို့အလုပ်လုပ်လဲဆိုတာရောသိပြီးကြပြီလား။မသိသေးရင်တေးသေးချာချာပြောပြပေးမှာမို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးကြဖို့တိုက်တွန်းခင်ပါတယ်။ဘဏ်ကတ်ဒီရဲ့နောက်ဘက်ခြမ်းမှာတိတ်ကတ်ထားသလိုကတ်လန့်ဖြန့်အမဲစင်းတစ်ခုကိုမြင်မိကြမှာပါ။အဲ့ဒါကကတ်ရဲ့အုံနောက် Max Stripe ပဲဖြစ်ပါတယ်။အဲ့နေရာကိုစွမ်းအင်မြင့်တန်လိုက်လိုင်းထုတ်လုပ်ပေးနိုင်တဲ့အမုံအလွာနဲ့ဖုံးအုပ်ထားပါတယ်။တန်လရဲ့တောင်ဝင်ယူနဲ့မြောက်ဝင်ယူစန့်ကျင်ဘက်တဘာဝကိုအသုံးချပြီးအကောင့်နံပါတ်တက်တန်းကုံဆုံးရက်လုံခြုံယူဒေတာစလာရီကို bit 01ကုတ်စနစ်နဲ့အုံနောက်ထဲမှာထည့်သွင်းမှတာပါတယ်။ငွေထုတ်မဲ့သူကလွှတ်ဝေကုတ်ကို ATM ဆက်မှာရိုက်ထည့်လိုက်တာနဲ့ဘဏ်ရဲ့ပင်မန်ကွန်ပျူတာစနစ်ကနေ Max Stripe ထဲကဒေတာနဲ့လွှတ်ဝေကုတ်ကိုက်ညီမှုရှိမရှိအတည်ပြုစစ်ဆေးပါတယ်။ကိုက်ညီမှုရှိရင်ထုတ်ယူမဲ့ငွေပမာဏကိုရိုက်နိုင်ပြီးငွေထုတ်ယူနိုင်ပြီဖြစ်ပါတယ်။အရင်ကက်အဟောင်းတွေကို logo activity logo တန်လိုက်နဲ့ပြုလုပ်ထားပြီးတော်ရုံအားရှိတဲ့တန်လိုက်စကွင်းတစ်ခုခုနဲ့ထိမိလိုက်တာနဲ့အလွယ်တကူပျက်စီးစေပါတယ်။ဥပမာအဖြစ်ရေခဲတေတာအတန်ချက်ဆက်တွေအနားကိုယူသွားမိတာနဲ့ကတ်ပျက်စီးသွားပါလိမ့်မယ်။ယနေ့ခေတ်မှာတော့အားကောင်းတဲ့ high coercivity H ကိုတန်လိုက်နဲ့ပြုလုပ်ထားလို့ပျက်စီးဖို့ခဲရင်ပြီးအင်မတန်အားကောင်းတဲ့တန်လိုက်စကွင်းငယ်နဲ့ထိတွေ့မှတာပျက်စီးစေပါလိမ့်မယ်။ဒါအဖြစ်နေအောင်အောက်မှာအချိန်အကြာကြီးထားမိတာ Max Stripe ပေါ်မှာချိရတွေများတာကတ်တန်ကုံဆုံးတာစတာတွေကလည်းကတ်သုံးမရတာကိုဖြစ်စီလို့အထူးသတိပြုကြဖို့လိုပါတယ်။ကဲဒါလို့ဆိုရင် ATM ကတ်တွေရဲ့အလုံးလုံးပုံကိုနားလေသဘောပေါက်ကြလိမ့်မလို့မျှော်လင့်ပါတယ်။တခြားသိကျင်တဲ့အကြောင်းအရာတွေရှိလဲ comment မှာမေးခဲလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။